အုံနောက်ဟာစီမင်းသားရအမိုက်ပုံမဟုတ်ပါဘူးခေါင်းထဲကိုမဟုတ်တာတွေရှောက်မထည့်ပါနဲ့သူများအကြောင်းတွေအယမ်းများနေရင်သူများအားနည်းချက်တွေကိုတိတ်မြင်နေရင်ကိုယ့်ရဲ့အားအင်တွေဆုံးရှုံးတတ်ပါတယ်ဒါကြောင့်ကျွန်တော်ရှိတာပေါ့လေတယောက်နဲ့တယောက်ဟာဝေဖန်မှုလိုတယ်ဝေဖန်နေဆိုတာမေတ္တာကိုအခြေခံပြီးဝေဖန်မှုလိုတယ်တယောက်နဲ့တယောက်ထောက်ပြဖို့လိုတယ်မှားနေတဲ့သူတွေကိုဆဲလို့ရတယ်ဝေဖန်လို့ရတယ်ပြီးရင်တော့ပြင်ပေးရဘာဖြစ်လို့လဲမြန်မာနိုင်ငံထဲမှာရှိတဲ့မြန်မာနိုင်ငံသားဖြစ်နေတာတခုတည်းရမယ်တို့ဘယ်ပါတီဝင်ဖြစ်ဖြစ်ဘယ်အဖွဲ့ဝင်ဖြစ်ဖြစ်ဘာဖြစ်လို့လဲမြန်မာတွေအားလုံးမှန်တာတွေလုံးမှာကျွန်တော်တို့အခုကဝေဖန်တာနဲ့ဆဲတာသိအားကောင်းတယ်ပြင်တာနဲ့အားနေတယ်အချင်းချင်းကူညီဖို့လိုတယ်မှားနေတဲ့သူတွေကိုလည်းကျွန်တော်တို့မေတ္တာနဲ့ကူညီတယ်ဆိုတာ comment box ကဝင်မရေးတာပဲ message box ကနေပြင်ပေးပါ Facebook မှာပြင်ရတာပေါ့တခါတည်းကဟိုနဲ့တခါမှမတွေ့ဘူးတဲ့မိတ်ဆွေတွေရှိတယ်ပြင်ပေးရတာတွေအများကြီးပဲဒါကကျွန်တော်တို့ကမေတ္တာတရားကိုနော်သွားနိုင်မယ်ဆိုရင်တို့ကပြောတယ်ကံကောင်းတဲ့လူအဖွဲ့အစည်းကိုဖန်တီးနိုင်